အရင်ဆုံးခရမ်းတီးလီးပြပါမယ်ဒီလိုလေးချောင်းလိုက်လီးလိုက်တယ်အဲ့လိုလီးပြီးတော့မှ12ရောက်စာရှက်မှာဆိုတော့စလုံးကြီးထည့်လိုက်တယ်ပြီးတော့ဝက်သားလေးလည်းပြင်ဆင်ထားလိုက်တယ်ဒါကတော့ချစ်သူနီကိုခွာတဲ့ကိုပေါ့ဒါကတော့အစာပလာတွေပါရှင်အရင်ဆုံးဇနွေးမုတ်ထဲမယ်ပြီးလို့ရှိရင်ကျက်သွနီထဲမယ်မောင်ကနီထဲမယ်ကျက်သွန်ဖြူထဲကြော်ပါမယ်ရှင်ပြီးလို့ရှိရင်တော့အယောင်တင်မော့ထဲလိုက်မယ်အမကြော်ပလိုက်တယ်မောင်စလေးအယောင်တင်မော့ထဲပြီးတော့မှဒီလိုစီတက်လိုက်မယ်ကွာတော့ရှောက်ချက်တာပေါ့နော်ပြီးတော့ကျစ်တူနီနဲ့ကျစ်တူဖြူကြက်ပြီးဆိုတာနဲ့ဟိုဟာအော်မထည့်သေးဘူးကွာဒီပြီးရေပေါ့ပြီးရေရင်ထည့်လိုက်တယ်ပြီးလို့ရှိရင်တော့ဝက်သားထည့်လိုက်တယ်ဟာစားမထည့်ထားဘူးအရှုံမုတ်ထည့်တယ်ငပြရေထည့်တယ်ငပီရေထည့်တယ်အဲ့လောက်ပဲထည့်ပြီးတော့မှဝက်သားကိုအရင်ကြက်အောင်ရှက်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်တော့ရေအနှဲငယ်လောင်းပြီးတော့မှဟောပြစ်လိုက်တယ်ဝတ်သားနဲ့ကြက်ပြီးဆိုတာနဲ့ခရမ်းတီးထဲလိုက်တယ်အဲ့နဲ့ကင်မရာမန်နဲ့ရဖြစ်ပြီးတော့မှအကုန်လုံးမရိုက်လိုက်ရဘူးပေါ့နော်ခရမ်းတီးထဲတော့သူကြက်ပြီးပေါ့ရှင်ရန်စားကောင်းတဲ့ခရမ်းတီးဝတ်သားရှက်လေးရပါပြီကျေးဇူးပါ